Sandra, Mingalaba, Alome Mingalaba. Cái bữa đi xí lệ bia, bữa đi xí lệ lại rồi mà tay xem view nó. Cái alo mẹ, nên đi rồi,ပြောchuyện là vì số đó, nênပြောmà nhà mà nó, rồi bà điပြောchuyện là lấy số đó,ပြောchuyện là mình ai biết. Lại tay một con xì ấy,ပြောchuyện là bà lấy số đó, cái lá mà bị cái bơm mà mình gì nè, số đó cái suy đâu nó.အဲ့တော့ကျွန်တော်အမြဲတမ်း live လွှင့်သူပြောသလိုပေါ့ကရင်နဲ့ကာကလားနဲ့ဘုံနော်ကရင်နဲ့ကာကလားနဲ့ဘုံမြောင်းနဲ့အုံဒီဗမာနဲ့တနတ်တဲ့ကျွန်တော်အမြဲတမ်းပြောပါလိုက်လိုင်းတိတ်မကောင်းတော့နည်းနည်းပါးပါးပဲပြောမှရမယ်ဆိုလိုချင်တာကအခုဝမ်းတာနေတဲ့အုပ်စုက2စုရှိတယ်ဝမ်းတာနေတဲ့အုပ်စု2စုကခွက်ခေါက်အုပ်စုတရောင်းစားအုပ်စုရဲ့လူယုံမှာအုပ်စုစစ်ဘောမှာအုပ်စုပေါ့ဗျာခွက်ခေါက်အုပ်စုနဲ့ဘောမှာအုပ်စုကတော့ဝမ်းတာနေတယ်နော်အဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့တချို့ကိစ္စတွေမှာကျွန်တော်တို့ကမပြောဘူးဆိုတဲ့ကိစ္စအဲ့ဒါတွေမပြောချင်တာဘိုးနဂါးကကျွန်တော်ပြောလို့ EO 3ဖွဲ့နဲ့ချိတ်ဆက်တယ် EO 2ဖွဲ့နဲ့ဟို2023နဲ့ကသူ MOD ကခွဲထွက်မယ်လှုပ်သေးကိုကကျွန်တော်တို့ကချိတ်ဆက်မှုတွေသူ့မှသူရှိတယ်ကျွန်တော်တို့ပြောချင်တာကဘိုးနဂါးဒီစစ်ကောင်းဆောင်တယောက်လို့မြင်ကြည့်လိုက်တကယ်လို့နဂါးကလူယုံမှာဆိုရင်အညာကြေတာကြာသွားပြီမင်းအောင်လိုင်ကနဂါးကိုအခုမှထုတ်ရှိုးတာမဟုတ်ဘူးနဂါးကိုလည်းအခုမှထုတ်သုံးတာမဟုတ်ဘူးတကယ်လို့နဂါးကမင်းအောင်လိုင်လူဖြစ်ခဲ့မယ်ဆိုရင်ပြောပြတာအညာကြေသွားတာကြာပြီရိုးရိုးလေးစဉ်းစားနဂါးကတကယ်လို့စစ်တပ်ရဲ့ဒလန်ဆိုရင်အညာကြေတာကြာသွားပြီ UNG လက်ထဲတော့သိုးမှုရောက်မှာမဟုတ်ဘူးဘာလို့မင်းအောင်လိုင်ကထိန်းချုပ်မှုလိုချင်တာလေရိုးရိုးလေးစဉ်းစားနဂါးကဟိုစစ်တပ်ရဲ့လူဆိုလို့ရှိရင်ပြောပြတာလိုင်းကတိတ်မကောင်းဘူးဗျာနော်အဲ့တော့ကျွန်တော်ပြောချင်တာရှင်းရှင်းလေးပါနဂါးသာ UNG ကထုတ်သုံးလို့တတ်မယ်ဆိုလို့ရှိရင်စစ်ပွဲအောင်သွားတာကြာပြီနဂါးကစစ်တပ်ကလူဆိုလို့ရှိရင်လည်းအညာကြေသွားတာကြာပြီစောက်ဖို့တွေလုပ်ပြီးတော့ပြောပနေတဲ့ပုံကြီးချက်ပြီးတော့နော်အဲ့ဒါဟိုတနေ့ကလက်မေးကြတယ်သူ့ဘရသာတို့ဘာလို့သေကြပြီလားပါလားဆိုတော့သေလို့ရမလားဗျသေလို့ရမလားခင်ဗျ UNG အခုထိုးတယ်ဗျာနှခမ်းကွဲသွားတယ်သူ့ဘရသာဆိုရှိရင်ဒီရှစ်သွားတယ်ဗျနည်းနည်းနဲ့တာပေါ့ဗျာဒါတွေနဲ့မေးစီပဲကွဲတယ်သူ့ဘရသာတခင်တောင်းညိုလဲဒါကြီးဖူးတော့ဂလုံးရုပ်ပေါက်တာပေါ့ဗျာစစ်သားခံနိုင်ရတော့ရှိရမှာဒါကတော့ဆိုတော့ပြောချင်တာကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုခင်ဗျားတို့ဇွတ်မတင်နဲ့စစ်ကောင်းဆောင်တယောက်တည်းလှုပ်တဲ့ကောင်ကအဲ့လောက်မညံ့ဘူးစစ်ကောင်းဆောင်လှုပ်တဲ့ကောင်တယောက်ကအဲ့လောက်မညံ့ဘူးနဂါးကပလဲမှာမရှိဘူးနဂါးပလဲမှာမရှိဘူးသူ့ကိုတိုက်မယ်ဆိုတာလွန်ခဲ့တဲ့6လတည်းကကျွန်တော်တို့ကမြေပြင်သတင်းရတာပြီးသား UNG MOD ရဲ့လုံပုံကင်ပုံမှားပုံတွေလည်းတိုက်နော်တချို့ကမေးတယ်ကိုတန်းအောင် live မလွှင့်ဘူးလားကိုတန်းအောင် live လွှင့်ကိုတန်းအောင် live လွှင့်ပတ်စံရှာနေကောင်မှမဟုတ်တာဒါကျွန်တော်ခက်ရိုင်းပြောတာ
နန်းအောင်ကဘရောမဟိုတော်လန်ရေးပေါ်မှာဖြစ်ဖြစ်ဒီအနည်းပညာပေါ်မှာဖြစ်ဖြစ်အမျက်ဆုံးမစားဘူးကိုချွေးနေစားနဲ့ကိုပိုင်ကိုရှာစားမယ်သူများမဟုတ်ဖို့ပေးတာယူမယ်ဒါတော့ပဲတော်လန်ရေးပေါ်မှာရိုးသားသားရက်တည်တယ်ဒါတော့ပဲကုညီနိုင်တဲ့အရာတွေကိုအားလုံးကုညီတယ်အကြံပေးတယ်အဲ့လောက်ပဲအမစိုက်ခင်းရှိတယ်မစိုက်ခင်းမစိုက်ခင်းဟိုမှာတပုံကြီးစိုက်ခင်းရှိတယ်ဒါစိုက်ခင်းရှိတယ်ချမောင်ရွက်ဟင်းတောက်မယ်ကစွန်းရက်ကြော်စားမယ်ရုံးပရိသီတိုးကြတို့မယ်ဟုတ်လားငပိရှင်လှုပ်ဖြစ်တယ်အဲ့တော့ပြောချင်တာဗာလဲဆိုတော့ဟိုလိုက်လွင့်နေဆိုတဲ့နေရာမှာလဲလိုင်းမကောင်းဘူးဗျာအားလုံးအားနာတယ်ဗျာရိုးလေးပဲစဉ်းစားကြည့်ပေါ့နော်စစ်ကောင်းဆောင်လှုပ်တဲ့အကောင်တယောက်ကအဲ့လောက်ကြီးတော့ပေါ်ဆလည်းမယ်လို့မတွေးထားဘူးသူယုံကြည်ရတဲ့လူတွေနဲ့တော့သူဆက်သွယ်တော့ရှိလို့မယ်နောက်ဆုံးငကားစစ်တပ်ကနေပြီးတော့ကယ်ပေးဝါပေးတယ်ဆိုရင်တော့မှဘာကြောင့်ကယ်ဝါလဲဆိုတဲ့အနောက်မှာအဖြေတွေအများကြီးရှိတယ်ဆောင်းတော့ကျွန်တော်ပြောခဲ့လို့ UNG ရဲ့အမားတွေလုံမကင်မာတွေမတရားမှုတွေရောတိုင်းရင်းသားတွေရောတော်လန်နေတဲ့တကယ်တော်လန်ရေးကိုအရင်ကစိတ်ရှိတဲ့လူတွေကသိတယ်ရန်သူများမှကြောက်လို့မပြောကြတာတချို့ကဒီအချိန်မှာအမားတွေတယောက်နဲ့တယောက်နဲ့အမားတွေရှောက်ပြောနေလို့ရှိရင်စစ်ပွဲပြီးမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ပြောခဲ့ပြီးသလိုအဲ့တော့ရိုးရိုးလေးပါဒီတော်လန်ရေးကြဆုံးသွားရင်တိုင်းရင်းသားတွေရဲ့ပခုံးပေါ်မှာအဲ့တော်လန်ရေးဝင်တော့ဝင်ဘူးရောက်ပြီးတဲ့အပြင်တိုင်းရင်းသားတွေအဖက်ဆယ်မရအောင်စောက်ပြောခံရမယ်ဆိုတာသိပြီးသားဒီအတွက်လည်းတိုင်းရင်းသားတွေအစွမ်းကုန်ကြိုးစားနေတယ်အတက်နိုင်ဆုံးနီးလန်းနဲ့ရန်သူကိုဘယ်လိုထွက်ပေါက်ပေးမလဲဆိုတဲ့ဟာတွေစဉ်းစားနေတယ်ခင်ဗျားတို့ကမင်းအောင်လိုင်ကိုတတ်မယ်မင်းအောင်လိုင်ကိုဖျောက်မယ်အစကားစားကိုလှုပ်မယ်ပါညာအဲ့အတွေးခေါ်လောက်နဲ့တော်လန်ရေးလုပ်လို့မရဘူးတော်လန်ရေးဆိုတာအယောစားကြီးတယ်တော်လန်ရေးဆိုတာအဲ့တော့အခုကျွန်တော်ကြားပြသတင်းအရေးကြီးတဲ့သတင်းပြောပြမယ်ဘိုးနဂါသတင်းနဲ့အရေးကြီးတဲ့သတင်းကိုကျွန်တော်ပြောချင်တယ်ဘိုးနဂါကိစ္စကိုတိတ်ဆိတ်မပူနဲ့အချိန်တိုင်းအဖြေပေါ်သွားလိုက်မယ်ကျွန်တော်သိမပြောချင်ဘူးထိုင်းမှာနေပြီးတော့ထိုင်းတို့မလေးရှားတို့စင်ကာပူတို့နော်ထိုင်းတို့စင်ကာပူတို့ကိုရီးယားတို့ဂျပန်တို့မှာနေတဲ့လူတွေသတိထားမလေးရှားတို့မှာအဲ့ဒါဘာလဲဆိုတော့ဘတ်တွေထုတ်ပေးမဲ့အချိန်ကျရင်ဘတ်ဖြတ်သိမ်းဖို့အတွက်ကိုစကားစဘက်က information ယူလာပြီးပြီအခုခင်ဗျားတို့ပြောတဲ့ CGN ကိုစပြီးတော့ passport မပေးတော့ဘူးခင်ဗျားတို့ပြောတဲ့ CI နာပါလားမပေးတော့ဘူးသူ့မှာ data အချက်လက်အကုန်လုံးရှိတယ်8000ကျော်နော်8000ကျော်နော်အဲ့တော့ဟိုလက်သုံးချောင်းထောင်ထားတဲ့ခွက်ခောက်တွေတရောင်းစားတွေအောက်တန်းစားတွေသတိရပို့ပြီးတော့အဲ့အောက်တန်းစားတွေပို့ပြီးခံရမယ်ဘိုးနဂါကိစ္စကအချိန်တိုင်းအဖြေပေါ်သွားမယ်တိတ်မစိုးရိမ်နဲ့ဘိုးနဂါရဲ့စစ်အင်အားတွေကနေရာတိုင်းမှာဖြန့်ကျက်ထားပြီးတော့ကျွန်တော်ပြောခဲ့သလိုအင်အားနည်းတဲ့အချိန်မှာဒီကောင်တွေကို6လလာတဲ့ကြိုပြီးသတင်းရတာလားတိုက်မယ်ဆိုတာသိတယ်နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ခင်ဗျားတို့ရှောက်ပြီးတော့ကိုထင်တာကိုပြောနေတဲ့ကိစ္စတွေသိစင်မပြေဘူးဘိုးနဂါအဖွဲ့ထဲမှာဟင်းစားမရှိရင်တော့မှငှဲ့ပစ်လို့မရဘူးငှဲ့ပစ်လို့ခင်ဗျားတို့ဘိုးနဂါကဘုံကြီးចောင်းသားအထွက်လို့တော့ကျွန်တော်တခါရေးခဲ့ဦးပါတယ်တမာတိတအားကောင်းနေလို့နဂါကိုနော်အဲ့လောက်ထိနဂါကတိမ်မွေးတဲ့လူဗျခင်ဗျာစစ်တပ်နဲ့ပေါင်းတာမပေါင်းတော့ခင်ဗျားတို့လည်းမြင်ရတာမဟုတ်ကျွန်တော်လည်းမြင်ရမှာမဟုတ် Facebook မှာတက်လာတဲ့ဓာတ်ပုံတွေလည်းအကုန်ကြည့်ပြီးအကုန်လုံးလူတိုင်းလည်းပြောပြီးစိတ်မဝင်စားဘူးစစ်ကောင်းဆောင်တယောက်လုပ်တဲ့ကောင်ကိုယ်တိုက်မဲ့ရန်သူအကြောင်းသိထားပြီးဆိုရှောင်ပြီးလေဘာတွေရှောက်ဆွဆွဲနေကြတာလဲအဲ့တော့ကျွန်တော်တို့ကတိုင်းရင်းသားတွေကကိုယ်စောက်လုပ်ကိုနော်အဲ့တော့ခင်ဗျားတို့တိုင်းရင်းသားတွေကခေါင်းခဲနေတယ်နော်အခုကျွန်တော်တို့ဒီဖာပုံပြူဟာကြာသွားရင်စကားစုပ်ပြတ်တက်ပြီဆိုတော့သူ့ကိုသိတယ်ဒီမနေ့ဆိုလေရင်နဲ့8ခေါက်ဟာဒီကော်ပတာနဲ့ကြားနေရတဲ့အတန်း8ခေါက်ဘုံလဲကျဲရိတ်ခါလဲချတယ်လက်နဲ့လဲပို့တယ်ကတိုင်တီးနဲ့ကမမောင်းစောက်လို့တွေရှုံတာပဲအဲ့တော့ကျွန်တော်တို့ပြောချင်တာကခင်ဗျာဘိုးနဂါးဒီဗမာလူမျိုးတယောက်ဖြစ်တယ်နော်ဗမာလူမျိုးတယောက်ဖြစ်တဲ့အတွက်ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော်လို့ခေါင်းစဉ်တက်ထားတယ်ပေါ့ဗျာကျွန်တော်တို့ဗမာအချင်းချင်းမညွညွတ်တဲ့စောက်ပြဿနာကိုတိုင်းရင်းသားတွေလိုက်စဉ်းစားရင်းနဲ့တိုင်းရင်းသားအရေးမဖြစ်လာဘူးခင်ဗျာသူများကိုစောက်ပြစ်မတင်နဲ့ကိုလူမျိုးအကြောင်းကိုပြန်စဉ်းစားဖို့လိုတယ်ကျွန်တော်လည်းဗမာလိုင်းကစင်မပြေဘူးနော်လိုင်းတွေလည်းမကောင်းဘူး BBN တွေကခံဗမာပြည်မှာနေရတာတော်လေးကိုငရဲကြတာအဲ့တော့စိတ်မလောနေနဲ့အချိန်တိုင်းအဖြေပေါ်သွားလိမ့်မယ်ကျွန်တော်ပြောခဲ့သလို2026နဲ့29ကလောက်ကျန်တပ်ဖြတ်မှုတွေနေရာယူမှုတွေခြေထိုးမှုတွေနဲ့ဒီ2026တစ်နှစ်လုံးကပတ်လည်ဖြစ်နေတာဒီ10လပိုင်းအထိကိုစကားစားဘက်ကတိုက်ကတ်ထားပြီးသားပြည်ရင်းပြည်ပကိုတိုက်ကတ်ထားတာတော့နော်ခင်ဗျားတို့လက်သုံးချောင်းထောင်ပြီးဓာတ်ပုံတွေထင်တိုင်းကျဲတင်ထားတဲ့လူတွေခင်ဗျားတို့စောက်ခွက်တွေကိုစကားစားမသိဘူးထင်လို့လားတန်ယုံတွေကမှတ်တမ်းမထင်တာဘူးထင်လို့လားအဲ့တော့ line တွေကတိတ်မရတဲ့ခါကျတော့စကားတွေပြောချင်တဲ့အချက်လက်တွေအများကြီးရှိတယ်ကျွန်တော်ရှိမှာကျွန်တော်တိတ်စကားတွေအများကြီးပြောချင်တာ
နော်အဲ့တော့တချို့လိုက်တင်နေတဲ့ကောင်တွေကြည့်တယ်ဘာတွေပြောလို့ပြောမှန်းမသိဘူးဟိုမင်းအောင်လိုင်ပဲမနှက်ဖြန်ပဲတပတ်ခါပဲသေပေးရတော့မလို့မင်းအောင်လိုင်ကိုရှော့မတွက်ကြနဲ့မင်းအောင်လိုင်ကိုရှော့မတွက်ကြနဲ့အခုဆောင်းတော့ပြောတဲ့ဒီငကားကိစ္စကအချိန်တိုင်းအဖြေပေါ်သွားလိမ့်မယ်စကားစားကလည်းထုံမချိုးရဲဘူးနော်အချိန်တွေအများကြီးနော်စကားစားကလည်း UNG နဲ့ဆွေးနွေးဖို့အစီအစဉ်ကိုမရှိတာအဲ့တော့အညာဒေတာကိုစိုးမိုးဖို့ထိန်းချုပ်ဖို့ဆိုလို့ရှိရင်တော့အစွမ်းစားလေးအများကြီးတူသေးတယ်ကြိုးစားကြအောင်နော်အဲ့တော့ဘိုးနဂါးဘယ်ရောက်သွားလဲလို့မေးလို့ရှိရင်တော့အချိန်တိုင်းပေါ်လာလိုက်မယ်ဒီကြားထဲမှာအဲ့တော့ဟိုအချိန်တိုင်းအဖြေပေါ်မဲ့ကိစ္စကြီးကိုဘာမှစိုးရိမ်မနေနဲ့နော်မတရားတာတွေကများလာတဲ့ခါကျတော့ကျွန်တော်တို့လည်းသီးမခံတော့ဘူးအဲ့တော့ဒီမှာတိုင်းရင်းသားတွေဘက်ကလည်းစဉ်းစားထားတာတွေကစဉ်းစားချက်တွေရှိတယ်ကျွန်တော်တို့ဒီစကားနော်ဒီတိုင်းရင်းသားတွေဘက်ကလည်းစဉ်းစားချက်တွေရှိပါတယ်ဘာမှအားမငယ်ပါနဲ့ကျွန်တော်တို့တိုင်းပြည်ကိုအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားရမယ်အညာမှာရှိသမျှတင်ရန်ဇာတာတွေကုန်ပြီတိုင်းပြည်ကပြတ်နေပြီတိုင်းပြည်ကပြတ်နေပြီအဲ့တော့တိုင်းပြည်ပြတ်နေတဲ့ကိစ္စမှာတယောက်နဲ့ဆက်မှန်ခုတ်ပြီးရန်ဖြစ်နေတဲ့ကိစ္စကြီးကတော့တိတ်အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ပြောချင်တာကကိုယ့်အကြောင်းကိုစဉ်းစားကြနော်ပြည်ပမှာနေတဲ့လူတွေလည်းထောက်ပို့လို့တာလည်းလောက်ကြပါဗျာနော်ဘသူကငဖြူငမဲဆိုတာကွဲလာမှာပါအချိန်ကြီးအများကြီးကြံသေးတယ်တော်လန်ရေးကမပြီးသေးဘူးတော်လန်ရေးမပြီးသေးဘူးအခုမှဖားနဲ့ငါးနဲ့ကွဲတော့မှရှိသေးတယ်အဖြူနဲ့အမဲတော့ကွဲသွားပြီဖားနဲ့ငါးနဲ့ကွဲဖို့ကြံသေးတယ်အဲ့တော့ဖားနဲ့ငါးနဲ့ကွဲပြီးလဲစိတ်နဲ့သိုးနဲ့ထပ်ခွဲရအောင်ပါကျွန်တော်မှခွဲခြားစိတ်ဖြာများတယ်အများကြီးပဲနော်တော်လန်ရေးဒီနေ့အောင်မယ်မနေ့နော်အဲ့တော့ခင်ဗျားတို့ဟိုကျွန်တော်ပြောချင်တာစိတ်ဆန္ဒတွေမစောကြပါနဲ့အချိန်တိုင်းအဖြစ်ပေါ်သွားလိမ့်မယ်ဘသူကအမဲဘသူကအဖြူဆိုတာနော်လက်ရှိကာလမှာဘိုးနဂါအဲ့လောက်ထိညံ့ရင်အဲ့ဒီကောင်လွန်ခဲ့တဲ့2နှစ်လောက်တည်းကကျွန်တော်သတ်ပလိုက်ပြီနော်နဂါကလွန်ခဲ့တဲ့2နှစ်လောက်တည်းသတ်ပလိုက်ပြီနဂါကဖောက်ပြန်ရေးသမားမှန်တိုင်းရင်းသားထောက်လန်းရေးဆိုတာလွန်ခဲ့တဲ့8နှစ်တည်းကကျွန်တော်တို့တွေမြေပြန့်မှာရခိုင်ပါတယ်ကချင်ပါတယ်ကချင်တော့မန္တလေးထိပဲဆင်းရဲတယ်ကချင်ထောက်လန်းရေးကမန္တလေးထိပဲဆင်းရဲတယ်မန္တလေးနော်ကချင်ထောက်လန်းရေးကမန္တလေးမြို့ပေါ်အထိပဲဆင်းရဲတယ်တောထဲကိုတကယ်ဆင်းရဲပြီးမြေပြင်ကိုတကယ်သွားပြီးတထောင်းစားလို့ရောရေခဲချောင်းရောင်းတဲ့ကောင်လို့ပြန်ဆရာလို့လုပ်ပြီးတော့ UG လုပ်ပြီးတော့တကယ်ထောက်လန်းရေးလုပ်ခဲ့တဲ့ကောင်တွေအများကြီးတိုင်းရင်းသားထောက်လန်းရေးတွေလည်းဘိုးနဂါးနာမှာရှိသလိုတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေလည်းဘိုးနဂါးနာမှာရှိတယ်နော်ဆောင်းတော့ပြောသလိုကိုလက်တောင်မှကိုလက်တောင်မှဘာကောင်မှမသိပဲနဲ့ဒီလူကတော့မသိပါဘူးဆို live ပေါ်မှာရေးတာတကယ်နာမည်ကြီး10လီလို့17လီလို့ဆိုတဲ့မအေးလို့ဖေလို့မှတွေတပုံကြီးရေးတယ်ကိုလက်တောင်မသိဘူးကိုလက်ကဒီမှာ KNU နယ်မြေမှာနော်နေလာတာနှစ်ပေါင်းမနေတော့ဘူးကိုလက်လိုပဲတခြားသောတက်မှုတွေလည်းရှိတာပဲအရင်တော့ TNL လေးထားတယ် TNL စောက်ချိုးမပြလို့ TNL လေးကို